ခါတခါလူတွေပြောကြတယ်စိတ်တွေကစူးစီးလို့မရဘူးမငြိမ်သက်ဘူးဘာရလို့မဟုတ်ဘူးစိတ်တွေလွင့်တာကိုယ်စိတ်တွေလေလွင့်နေတယ်အဲ့တော့လေလွင့်နေတယ်ဆိုတဲ့အချိန်မှာတစ်ခုဖြစ်နေတာသိကြလောဘတွေကလွှမ်းမိုးနေရင်လည်းလေလွင့်နေတာဒေါသတွေလွှမ်းမိုးမှုခံနေရရင်လည်းလေလွင့်ဣဒ္ဓမစ္စရိယတွေရဲ့လွှမ်းမိုးမှုခံနေရရင်လည်းစိတ်ဟာလေလွင့်နေတာမကောင်းတဲ့အတွေးတွေတွေးမိနေလို့ရှိရင်စိတ်ဟာလေလွင့်နေတာအဲ့ဒီလေလွင့်နေတဲ့စိတ်တွေလွင့်ပါနေတဲ့စိတ်တွေအကုသိုလ်တစ်ခုကိုခြေခံပြီးတော့ဖြစ်နေတယ်သူကိုယ်တိုင်ကလည်း mental impurity ပဲလေလွင့်နေတဲ့အချိန်တစ်ခုကဘလို့မှစိတ်ကိုစူးစီးလို့မရသည့်အတွက်ကြောင့်ကောင်းတဲ့ဘက်ကိုစိတ်ဥလှဲ့လို့လုံးဝမရနိုင်ဘူးတဲ့ဒါကြောင့်မို့လို့ဒီ mental impurity ကလည်းအရေးကြီးတဲ့ mental impurity သူ့ကိုဘယ်နည်းနဲ့ဖြောင်းအောင်မလို့နံပါတ်1မှန်ကန်တဲ့အတွေ့နံပါတ်2အာယုတစ်ခုပေါ်မှာစိတ်ကိုငြိမ်အောင်လုပ်တာသမာဓိကျင့်စဉ်တစ်ခုကိုကျင့်ပေးတာဝိပဿနာကျင့်စဉ်ကိုကျင့်တာအဲ့ဒီနည်းနဲ့ပဲသူကဖြောင်းအောင်ဖြောင်းတဲ့အခါတစ်ခါကျတော့လွယ်လွယ်ကူကူနဲ့တော့ပျောက်တာမဟုတ်အင်အားမရှိသေးလို့ရှိရင်ရှိတဲ့ဘက်ကနိုင်နေမှာပေါ့ရေနဲ့မီးလိုပဲပေါ့မီးတွေအချိန်မြင့်နေရေဘလောက်လောင်းတော့မရသေးတဲ့အနေထားနောက်ကြာသွားလို့ရှိရင်တော့ရေများလာလို့ရှိရင်နိုင်သွားမှာနောက် mental impurity တစ်ခုကဘာလို့ဆိုရင်အလုံးသိတဲ့အတိုင်းလောဘဆိုတာအာယုတစ်ခုနဲ့ကြုံတွေ့ပြီဆိုရင်တတ်မဲ့เสียနှစ်သက်เสียအာယုတစ်ခုနဲ့ကြုံတွေ့ပြီဆိုရင်အဲ့ဒီအာယုပေါ်မှာစိတ်မခွာနိုင်အောင်ကတ်သွားတဲ့သဘော super glue လို့ပဲလောဘရဲ့သဘောပါအာယုနဲ့စိတ်နဲ့ကတ်ကိုလိုချင်တာလေးကိုအမြဲတမ်းတတိယနေတယ်ဟုတ်လားအဲ့ဒါကတ်နေတဲ့သဘောပဲကိုလိုချင်ပြီကိုစိတ်ဝင်စားပြီဆိုတာအဲ့ဒါလေးကိုမခွာနိုင်အောင်ကတ်နေတာအာယုတစ်ခုပေါ်မှာစိတ်ဝင်စားသွားပြီးတော့အဲ့ဒီစိတ်ဝင်စားတဲ့အာယုနဲ့တွဲကတ်သွားတဲ့သဘောတရားဘယ်သူကြောင့်ဖြစ်တာလဲဆိုလောဘကြောင့်ဖြစ်တယ်လောဘဟာအာယုပေါ်မှာကတ်သွားစေတဲ့သဘောတရားလေးတစ်ခုပဲတွဲကတ်နေပြီဆိုကြတဲ့ကိုယ်စိတ်လေးကိုအာယုနဲ့ချီနှောင်ထားတာအဲ့ဒီလိုချီနှောင်ထားတဲ့အခါကျတော့လူတွေကတန်ရောစဉ်လို့ခေါ်ကြတယ်ချီနှောင်ထားတာအဲယုံထွက်လို့လွယ်လားဆိုမရဘူးယုံထွက်လို့မရတချို့ကလွယ်တော့ပြောကြတယ်အောင်မလေးယုံထွက်လို့ရတယ်တန်ရောစဉ်ကျိုးဖြတ်တယ်လို့နော်သို့သောတန်ရောစဉ်ကျိုးကမပြတ်ဘဲနဲ့ကြက်ပေါင်ကြီးလိုပဲအတွယ်လောက်ကြီးဖြစ်သွားလိုက်ရအဲ့ဒါရှည်ပြီးပါနေပြန်ရှုံးလိုက်ရင်အကုန်ပါတော့ပြန်နော်အဲဥစဉ်ကတကယ်ပြတ်နိုင်တာမဟုတ်ဘူးအဲ့ဒီလောဘဟာလည်း mental impurity ပဲ mental impurity တစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုရင်ဒိဋ္ဌိဆိုတာမှားယွင်းတဲ့အယူဆတရားအတွေးခေါ်လို့ခေါ်ရင်ခေါ်ခုခေတ် view ပေါ့လူတွေရဲ့အတွေးခေါ်မှားယွင်းတဲ့အတွေးခေါ်တစ်ခု view ဆိုတာလူတွေမှာဒီပြောင်းလဲခဲ့တယ်